ရှင်ကျမဘယ်လိုခေါ်လိုက်တာညီမလေးလို့ခေါ်လိုက်ရလေကျမညီမလေးလို့ခေါ်တော့ကျမဒေါသထွက်တော့မရှိဘူးနော်ဟာညီမလေးဘာပြောနေရတော့ခေါ်ပြန်ပြီညီမလေးအောက်ကောင်မမွေးတော့2005ခေါ်ခံကျင်တော့မမသိချင်းဆုံးမဟဲ့ဘာပြောတာလဲဘာပြောဘူးမောင်လေးရဲ့အတက်ကမမလို့ချစ်စရာလေးငါမောင်လေးရောဘာကြည့်နေရလဲဩကြိုက်လို့ကြည့်ရလေဘာလို့ကြိုက်တာလဲဩကြိုက်လို့ကြည့်တယ်ဆိုကြတဲ့ကချစ်လို့ဘောကွညီမလေးရဲ့ရှင်ကျမဘယ်လိုခေါ်လိုက်တာညီမလေးလို့ခေါ်လိုက်ရလေ sorry ပဲကျမထက်ကြီးရဲ့လူတွေစိတ်ကိုမဝင်စားတာညီမလေးမင်းကိုအသေးကိုခွဲတော့ဘူးလားကွာအချက်မှမျက်စိပါလာလားဟမ်ရှင်ကျမဘယ်လိုခေါ်လိုက်တယ်ညီမလေးလို့ခေါ်ရလေကျမကလေညီမလေးလို့ခေါ်တော့ကျမပောက်တာမရှိဘူးနော်ကျမထက်အကြီးတွေကိုစိတ်ဝင်စားဘူးရှင့်ကျမထက်ငယ်တဲ့မောင်လေးတွေကိုပဲစိတ်ဝင်စားတာကျမညီမလေးမလို့မမပဲလုပ်မှာဟာဘယ်ဘာလေးပြောနေလဲညီမလေးကခေါ်ပြန်ပြီရှင်နဲ့စကားပြောကျမတော်အားကိုတော့များလာပြီနော်ညီမလေးခေါ်ပြန်ပြီညီမလေးရှင်မစောရှင်ပိတ်ထားလိုက်တော့ဟာလူလေးကကြည့်တော့ခလေးရုံနဲ့ခေါ်ခံကျင်တော့မမကောင်မလေးကတော်စိတ်ဝင်စားဖို့ကောင်းတာပဲကွာငါသူ့အကြောင်းစုံစမ်းမှဖြစ်တော့ဟုတ်တယ်စုံစမ်းမယ်ညီမလေးရှင်ဘယ်လိုခေါ်နေညီမလေးညီမလေးကိုခေါ်တာလေရှင်မျက်လုံးကန်းနေလားဒီလိုပုံစံဒီလိုအဝတ်စားဒီဇိုင်းနဲ့ကျမညီမလေးဖြစ်မလားမင်းမမင်းဘယ်လိုပဲဝတ်စားလေဒါပေမဲ့မင်းရဲ့မျက်နှာလေးကခလေးလေးကိုချစ်ဖို့ကောင်းတယ်ညီမလေးလို့ခေါ်တော်ပြီအဖိုးလေးပြောမိနေကျမတက်ဖို့လာလဲပြောညီမလေးချစ်တယ်ပြောအောင်လို့ခေါ်ရပြီဒီညီမလေးနဲ့တော်တော်လေးကိုနားကြမြင့်ကတ်လာပြီမင်းကညီမလေးလို့မခေါ်လို့နောက်ဘယ်လိုခေါ်အန်ဒီလို့ခေါ်ရမှာလားစော်ကားများနေပြီနော်ရှင်ဒီနေရာနေသွားရင်မသွားရင်ကျမသွားရလိမ့်မယ်နော်မဟုတ်လေညီမလေးချစ်တယ်ပြောမလို့လေခေါ်ရပြီဒီညီမလေးမဟုတ်လေညီမလေးချစ်လို့လေညီမလေး你不要来叫我赌了，以后你要啊哟，可怜我们可怜没追不在的哈，哟，你呀那没追不在的不用的，我可怜骗钱的么，妈妈骗钱的，哎呦哟，我们不能在马路，俺来了没真啥的，哎呦，那的话，路上别多嘛，可怜没呀嘞，他们没地方哇。ဒီရပိုင်းရတယ်ကွာအဲ့ချင်ပေမဲ့ဘယ်မောင်လေးမှမလာဘူးလာပြန်တော့လဲစောက်တလွဲပြီးကြီးဆရာဟဲ့ထားတိမတယောက်တော့လူလဲလားဘယ်တိုက်နေလို့လက်ဆိုင်နေတီးနေအောင်မတွေ့လားဟေ့မင်းကလေကွာခလေးမလေးဘာလုပ်မှာဟာဆရာခလေးမလေးကပို့လူလွယ်တာဗျတွားမယ်ဆရာရေလောက်ပါဒီအားဆိုလည်းပြီးရောကွာဟုတ်ထက်ချာလေးမှာလက်ဆိုင်ပေးရှင်ကျမဘယ်လိုခေါ်လိုက်တယ်ထားတိမလို့ခေါ်လိုက်တာရှင်မျက်လုံးကန်းနေလားဒီလိုပုံစံဒီလိုဒီဇိုင်းနေထားဒီလိုဝတ်စားစင်မျိုးကခြာတိမဖြစ်เสียလားမဲခြာတိမမို့လို့ဘာမို့လို့ဘယ်လိုခေါ်လိုက်တယ်ခြာတိမလို့ခေါ်လိုက်တာမပေးနိုင်ဘူးကြမ်းမပေးနိုင်ဘူးမင်းအဲ့လိုလားအဲ့လိုပဲပေးအပေးဘူးပေးလို့အပေးဘူးပေးလူချင်တာလားလူချင်တာဗောကောင်းပြီလေအဲ့ဆိုကျမကိုမမလို့ခေါ်ပတ်စံနေမဟုတ်ဖုန်းမတစ်ခါရေးပေးပလိုက်မယ်ဟုတ်ဒီမှာတယောက်တည်းခေါ်လို့မရအောင်နော်နှစ်ယောက်စလုံးခေါ်ရမှာမမပေးပါလားရမောင်လေးမမတော့ကထားကြီးဘာမှမလုပ်မမအရင်စိတ်ကောင်းကြီးတာပဲနော်ဟုတ်တယ်မောင်လေးမမစိတ်ကောင်းကြီးရမောင်လေးတို့ဒီစိုက်သွားနော်တတာရောက်နောက်ဆုံးတော့မမလို့ခေါ်မဲ့လူတွေရှိခဲ့ပြီကြည့်ကြဟာလူလေးကကြည့်တော့ခလေးရုံနဲ့မမအရန်ခေါ်ခံခြင်းနေရ哦ဟာငါအကြံရပြီကွာငါသူ့ဘေးနာကပ်ဖို့အတွက်သူ့
ညီမလေးလို့ခေါ်ပြီးတော့ကတ်လို့ရမှာတော့မဟုတ်မမလို့ခေါ်ပြီးတော့ကတ်မယ်ဟုတ်တယ်သွားမယ်မမ ရှင့်ဘာတူလဲ ဩမမလည်းမောင်လေးကိုမမှတ်မိရလား မမမိတာမဟုတ်ပါဘူးရှင့်ဟိုးတနေ့ကကျမကိုညီမလေးဆိုပြီးခေါ်ထားတာလေအဲ့ကြောင့်အမြင်ကလို့မသိကြအောင်ဆောင်းနေတာ ဩမမလည်း ဘာနဲ့နေပါအောင်ရှင့်ရုတ်တရက်ကြီးဘာဖြစ်လို့ကျမကိုမမလို့ခေါ်တာ ဟာဒီပုံစံဒီဒီဇိုင်းကလားဒီရုပ်ရည်ကိုညီမလေးလို့ခေါ်ရင်မောင်လေးရဲ့ပါဇက်ကိုညောင်းရင်နဲ့သိရမှာဗောမမရဲ့ နောက်ဆုံးတော့တည်သွားပြီပေါ့ ရမှာဗောနဲ့မမတခိုးလား မောင်လေးဟိုတနေ့ကကြာတော့မမကိုလေညီမလေးလို့ခေါ်တယ်ဒီနေ့ကျတော့တခိုးလာတဲ့မောင်ကြီးကမလွန်လုံးလား ဟာမမလည်းမောင်လေးကအဲ့လိုမေးတာမဟုတ်ဘူးဖြေမာတာရှိရဖြေစမ်းမမတခိုးလား မဟုတ်ပါဘူးမောင်လေးရဲ့ ဒါဆိုကျွန်တော်ရဲ့နှလုံးသားမမစီပါလဲရောက်နေတာ စကားတက်လိုက်တာကျန် စကားတတ်တာမဟုတ်ပါဘူး ဒါနဲ့လေမောင်လေးဘာစားမလဲ ဘာမစားတော့မောင်လေးကမမရဲ့အချစ်တွေပဲလိုချင်တာ အမေစကားတက်လိုက်တာကျန်ဒါဆိုမမပြန်ချစ်ရမှာပေါ့နော် ဒါပေါ့မမ မောင်လေး အရင်ချစ်တဲ့ ပြန်ချစ်ရမှာလား ဟုတ်တယ် အဲ့ဆိုမမကိုဂရီတစ်ခုပေးနိုင်လား ဘာကလေးတော့ မမကိုတသက်လုံးမမဆိုပြီးတော့ပဲခေါ်မယ်ရှင် အခေါ်မှာပေါ့မမရဲ့မမဆိုတဲ့သကလုံးနှလုံးနဲ့ရှိလို့တော်သေးတယ်အများကြီးတာရှိမောင်လေးသမင်းစားတိုင်းမမဆိုပြီးတော့နေတော့မှာမမအရင်ချစ်ဖို့ကောင်းတာပဲနော် မောင်လေးရဲ့မမမို့လို့ ဒါနဲ့မောင်လေးတို့တွဲလာတော့တလားရှိပြီနော် ဘာပေါ့ မမဖုန်းကလှလိုက်တာ လှရမလားမကြည့်မမအရင်ချစ်တယ်လို့မောင်လေးရဲ့ပုံဝေါ်ပိတ်ပါတင်ထားတယ် အာမမလည်းမောင်လေးပေးလိုက်လေ ယူလိုက်အမပိုင်တဲ့အရာမှန်သမျှမောင်လေးအတွက်ပဲ မောင်လေးလည်းအဲ့လိုပဲအဲ့ရအမေပေးရဲ့နံပါတ်ဒီရဲ့အဖေပေးတဲ့မုတ်ဖိုး1500ရမမအတွက်ပဲ ချစ်ဖို့ကောင်းလိုက်တာကျန်ငါမောင်လေးက ဒါနဲ့မမအသက်ကဘယ်လောက်လဲ အမ2005မွေးရလေအခုဆိုရင်18နှစ်တောင်ပြည့်သွားပြီမောင်မောင်လေးဟဲ့ဘာဖြစ်တာလဲ ဘာမှမဖြစ်ဘူး မောင်လေးမမအသက်မီးရဲဆိုတော့မောင်လေးတက်ကရော မောင်လေးအသက်ကလား 12နှစ် မဟုတ်ဘူး ဒါဆိုအသက်20 မဟုတ်ဘူး ဘယ်လောက်လဲ 20မဟုတ်29နှစ် ဟာမစိုးပါဘူးမထက်တဲ့ငွေတွေ ဘလို့ငဲရတော့ဒီမလေးက ရှာမရှင်နဲ့ငါငယ်ဆိုငယ်လိုက်ငယ်လားမမထက် ငဲတယ် ဟာဒါဘောချစ်စရာလေးငါမဝဘူးအဲ့ဆိုရင်မမဂတိတစ်ခုလောက်တောင်းခြင်းနဲ့ တောင်းလေ မမကိုတတလုံးမမဆိုပြီးတော့ခေါ်မယ်ဆိုရင်ဂတိ အားခေါ်ပါဘောမမရဲ့ဟောကောင်မမွေးတော့2005ခေါ်ခံခြင်းတော့မမသိချင်းဆုံးမ ဟဲ့ဘာပြောတာလဲ ဘာမှပြောဘူးမောင်လေးရဲ့အသက်ကမမလို့ ချစ်စရာလေးငါမောင်လေး